မြတ်တာဆိုသည်မှာဒေါသကိုပဲနှုတ်သောမြတ်တာတရားပိုင်ဆိုင်သူတိုင်းချစ်မြတ်နိုးတတ်ကြအတိုင်းစားမဲ့ချစ်မြတ်နိုးတတ်ကြအတိုင်းစားမဲ့အပိုင်းချမဲ့စွာကိုနှုတ်အမှုအရာထိန်သိမ့်လို့ဖြူစင်တဲ့လူကောင်းဖြစ်လာစေဖို့မြတ်တာစိတ်နဲ့လေ့ကျင့်သွားရအောင်စိတ်နှလုံးသားရိုးသားဖြောင့်မတ်စေလောကတတဝါအားလုံးတွေကောင်းကျိုးစီးပွားဖြစ်ထွန်းစေဖို့မိမိရဲ့ရွာဆွေမျိုးမိတ်တင်ဟာအားလုံးတွေအားထုတ်ကြစို့အားလုံးတွေအားထုတ်ကြစို့ကိုချင်တရားနဲ့ပညာပြည့်စုံအောင်အခါမလဲကြိုးကုန်လောက်ကိုင်းငါဗုဒ္ဓမြတ်စွာဗုဒ္ဓမြတ်စွာဟောကြားတဲ့မြတ်တာတရားတသက်တာလုံးချင်ချမ်းအားထုတ်ကြစို့တသက်တာလုံးချင်ချမ်းအားထုတ်ကြစို့မြတ်တာစိတ်နဲ့လေ့ကျင့်သွားရအောင်စိတ်နှလုံးသားရိုးသားဖြောင့်မတ်စေလောကတတဝါအားလုံးတွေမိမိရဲ့ရွာဆွေမျိုးမိတ်တင်ဟာအားလုံးတွေအားထုတ်ကြစို့